ရင်ဝဲချင်အောင်လို့ပြောလိုက်တာနဲ့တော်တော်များများကချင်းဝင်မှာကိုစိုးရင်တက်ကြပါတယ်ဒါပေမဲ့တစ်ချက်ကြည့်ပေးပါဒီဘက်ထိတ်ကနေဒီဘက်ထိတ်အထက်အကျယ်ကြီးထပ်ပေးထားပြီးတော့ထပ်ပေးထားတဲ့နေရာမှာလည်းတခြားနေရာရဲ့ထပ်ပို့ပြီးတော့အတော်များများနဲ့ထပ်ချစ်ချက်ထည့်ပေးထားမှာမို့လို့ချင်းဝင်မှာကိုလုံးဝစိတ်ပူစရာမလိုပါဘူးရှင့်ဦးမျိုးမင်းတော်မောကနေချင်းအောင်တွေကို professional ကြနဲ့အော်ရာကျုပ်လက်ရအပြည့်နဲ့ထုတ်လို့ရောင်းချပေးနေရပဲဖြစ်ပါတယ်အဲ့ထက်ကနေမှမိသားစု6ယောက်ကြဲလို့အိတ်ဆက်လို့ရပြီးတော့ရင်ခွဲတကားနဲ့နေပြည်ပြောင်လေးကိုမိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်နေပြည်ပြောင်လေးအားတဲ့ချက်ကကြတော့အပေတေခံပြီးတော့သူကအယောင်စိုးတော်လေးနဲ့လှတာပဲဖြစ်ပါတယ်တစ်ဖက်မှာလည်းအားနေချက်ကတွန်းတွဲနေပါသေးတယ်သူရဲ့အားနေချက်ကကြတော့ချင်းမြင်ရခတ်တာပါတကယ်လို့မိမိကနေပြည်ပြောင်လိုမျိုးအယောင်စိုးတော်လေးကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ဒီရောင်လေးကိုမှားဒါပေမဲ့ကိုကအယောင်ကိုမှောင်တာမကြိုက်ဘူးချင်းမြင်ခတ်တာမျိုးမကြိုက်ဘူးဆိုလို့ရှိရင်တော့တခြားရောင်တွေကိုရွေးဖို့ကြံပြူပေးချင်ပါတယ်ချက်ရင်ခွဲတကားဖွင့်ရတယ်လည်းအရန်ကိုမှလွယ်ကူပါတယ်ဒီလိုမျိုးအသားလေးဆွဲလိုက်ပြီးတော့လိုမျိုးအသင်းထည့်ပေးထားတဲ့ရင်ခွက်ချီကျိုးလေးနဲ့ခြိလိုက်အောင်ပါပဲအခုဆိုလို့ရှိရင်တော့ရင်ခွဲတကားလေးကိုဖွင့်လို့ပြီးသားရွယ်ဖြစ်ပါတယ်သူရဲ့အရွယ်လေးကိုတစ်ချက်ပြပေးမယ်ဘယ်ကနေညာထိအကျယ်က12ပေဖြစ်တဲ့အတွက်ကြောင့်မလို့မိသားစု6ယောက်ကျဲအိတ်လို့ရပြီးတော့9ယောက်အိတ်ချင်တယ်ဆိုလို့ရှိရင်လည်းအိတ်လို့ရပါတယ်ခေါင်းရနေချင်းဒီခြေစင်းကတော့ပုံမှန်6ပေခွဲအမြင့်9ပေအပြည့်နဲ့အော်ရာကျောက်လက်ရအပြည့်ချုပ်လုပ်ပေးထားပြီးတော့ရင်ခွဲတကားကိုချင်းဘက်မှာထည့်ပေးထားတာပဲဖြစ်ပါတယ်ဒီ12ပေချင်းအောင်ကြီးထဲမှာဆိုလို့ရှိရင်ကင်းဆိုင်မှုရာကြီးနှလုံးကောင်းဆန်ပြီးတော့ချင်းဘက်ကနေပြီးတော့အဝင်အထွက်ကိုကောင်းမွန်စွာပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်တကယ်လို့မိမိခန်းချင်းနေရချင်းဘက်ကခွဲမဟုတ်ဘဲနဲ့ဘေးဘက်ကခွဲကိုလိုချင်တယ်ဆိုလို့ရှိရင်လည်းဘေးခွဲကိုမှာယူနိုင်ပါသေးတယ်ဒီချင်းအောင်ကြီးကိုချင်းဘက်ခွဲနဲ့ရိုးပန်းကုန်းလေးနဲ့အလှဆင်ပေးထားတာပဲဖြစ်ပါတယ်သူ့ရဲ့ဈေးနှုန်းလေးကကြတော့လိုမျိုးရင်ခွဲမပါဘဲနဲ့အလုံးပုံစံဆိုလို့ရှိရင်တော့ချက်စရာရောက်များစွာရှိပါသေးတယ်မှာယူလိုပါက399258 300 39ခုရှင်98 608တို့ကနေဖုန်းဆက်ပြီးတော့ဖြစ်စေViberဆင့်စာပို့ပြီးတော့ဖြစ်စေ Facebook Messenger တစ်စင်ဖြစ်စေဆက်သွယ်မင်းမြန်းမှာယူနိုင်ပါတယ် Royal Ninja ရောက်တဲ့မျိုးတိုင်းကိုအရင်ငွေကြေးစနစ်ဖြင့်ပို့ဆောင်ရောင်းချပေးနေရပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုဆုံးနေကြည့်ရှုအားပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဝဲသူပြောမှာရောင်းသူပြောတာဦးမျိုးမင်းတော်မောဇာရှင်နာအော်ရာကျုပ်ပါတခါဝယ်၍တသက်စိတ်ချမ်းသာမှာဦးမျိုးမင်းတော်မောဇာရှင်နာအော်ရာကျုပ်ပါ